ဟိုထဲကအမျိုးသားဆရာဝန်ကသွေးခုံနှုံးဆန်းတာတကယ်တော့တာဟုတ်တယ်တကယ်ကိုကွက်တိမှန်တာငါခုနကဝင်သွားတော့လက်လေးစမ်းကြည့်ုံနဲ့မနေညကငါအေးရေးမဝမှန်တန်းတည်တယ်တကယ်ကြီးလားဒါမျိုးကတိုင်းရင်းစေးဆရာတွေပဲလုံနိုင်တာမဟုတ်ဘူးလားသူကတိုင်းရင်းစေးရောအနောက်တိုင်းစေးရောနှစ်ခုလုံးကျွမ်းတာလေညီဟော့ဆက်တွေမကြည့်ဘူးလားရှာဖွေမှု3တန်းကျော်သွားတဲ့ဆရာဝန်လေဟဲ့သူပဲလေဟာကွာဒါဆိုရင်တော့ငါနံပါတ်ရထားတာတကယ်ကန်ကောင်းတာပဲဒါကို professional ကြတယ်လို့ခေါ်တာပေါ့ဟာမင်းကလင်းဖန်းလားတားလို့မရလိုက်ဘူးဆရာရဲ့ငါလူနာကြည့်နေတာမင်းတို့အပြင်မှာသွားဆောင်ပါနံပါတ်စင်အတိုင်းဝင်ခဲ့ပါစောင့်စရာမလိုပါဘူးငါနာမည်ကူမင်းတာပါနန်ကျန်းမျိုးပြဖွံ့ဖြိုးရေးအုပ်စုရဲ့ဥက္ကဋ္ဌပေါ့ဝန်ထင်းနဲ့လီကျင်းဟောင်တို့ကငါသူငယ်ချင်းတွေကြီးပဲဒီနေ့လာတာကစေးကူဖို့မဟုတ်ဘူးမင်းနဲ့ပူးပေါင်းဆောင်ရွက်မှုတစ်ခုအကြောင်းပြောချင်လို့ဒါငါရဲ့စစ်ဆက်ထားသူချင်းစီပါသူ့ကိုမင်္ဂလာမဆောင်ခင်ဆက်ရှင်တစ်ခုလုံးပါဝင်တဲ့ဗတ်ဆောင်ကျမ်းမာရေးဆေးစစ်မှုလုပ်ပေးပါစစ်ဆေးချက်အဖြေကိုငါတယောက်တည်းကိုပဲပြရမယ်သူ့ကိုလည်းမပြရဘူးဘယ်သူ့ကိုမှလည်းမပြရဘူးဈေးနှုန်းပြောလိုက်ပါပြန်ထိုင်လိုက်ပါဆေးစစ်တာမပြီးသေးဘူးပြန်ထိုင်ပါပထမချက်ပြင်ပလူနာကြည့်ချိန်မှာလူနာတိုင်းနံပါတ်စင်အတိုင်းပြရတာခင်များနံပါတ်က63ရှေ့မှာ12ယောက်ကျန်သေးတယ်ဥက္ကဋ္ဌကူစင်ကြံမှာခဏသွားဆောင်ပေးပါဒုတိယအချက်မင်္ဂလာမဆောင်ခင်ကျမ်းမာရေးစစ်တာနှစ်ဦးစလုံးသဘောတူမှရမယ်အဖြေကိုလည်းကာယကံရှင်ကိုမှန်မှန်ကန်ကန်အသိပေးရမှာဘယ်တရားလူမှဆရာဝန်ကိုရှုပ်ဝက်ထားခိုင်းဖို့သို့မဟုတ်ဆေးမှတ်တမ်းကိုတစ်ဖက်သက်ကြည့်ရှုခွင့်တောင်းဆိုဖို့အခွင့်အရေးမရှိဘူးတတိယအချက်ငါစေခန်းကကြားဖြတ်တန်းစီတာလက်မခံဘူးဈေးပြောတာလည်းမလက်ခံဘူးလက်မှတ်ခ90ပဲတက်နိုင်ရင်ကြည့်မတက်နိုင်ရင်ကြပါလင်းဖန်းငါဘာတူလဲဆိုတာမင်းသိရဲ့လားခုနကပဲခင်များကိုယ်တိုင်မိတ်ဆက်သွားတာလေမင်းတို့စေးရုံရဲ့မိနစ်ကလူနာဆောင်တစ်ပြင်ဆင်ရေး project ငါဆောက်လုပ်ရေးကုမ္ပဏီတင်တာအောင်ထားတာနော်အတော်တိုင်းရွိုက်ဟော်မုန်း TF8 နည်းနည်းမြင့်နေတယ်တိုင်းရွိုက်လောက်ဆောင်ချက်အနှဲငယ်ကျဆင်းတာဖြစ်နိုင်တယ်ရဲကရင်းနာတောက်ဖို့လိုမယ်မနေ့တိုင်းအစာမရှိခင်တစ်လုံးတောက်ပါတောက်ပြီးနာရီဝက်ကြာမှမနေ့စာစားပါဥက္ကဋ္ဌကူခင်များစေးရုံအုပ်ရုံးခန်းကိုတွားပြီးတိုင်ကြားနိုင်တယ်လို့ဝန်ထင်းစီဖုံးဆက်ပြီးတော့လဲငါ့ကိုတိုင်နိုင်ပါတယ်ဒါပေမဲ့ငါစေခန်းထဲမှာတော့ငါစီကန်းတိုင်းပဲတွားရမယ်တွားကြစို့ချင်းစီအသက်29နှစ်ပြည်နယ်ကကြိုးဝိုင်းကချေတီဟောင်းခန္ဓာကိုယ်ထိခိုက်ပျက်စီးမှုပမာဏမြင့်မဘဘဒူးစစ်မနီးစကတ်တန်ရဟောင်းနာတာရှိအစာအိမ်ရောင်ယောဂတားအိမ်နံရန်အထူမျိုးအောင်တွေကတ်နိုင်သည့်အနေဆုံးစံချိန်ထက်လျှော့နေနေဒီလောက်ထိအသေးစိတ်တိကျတာလားဆရာလင်းတောင်းပန်ပါတယ်ဟိုလူကအတင်းတိုးဝင်လာတာပါသမီးတားပေမဲ့သူ့အတွင်းရေးမှုကသမီးကိုပိတ်ထားလို့ပါရပါတယ်ကိစ္စမရှိပါဘူးသူစေးရုံအုပ်စီသွားတိုင်မှာမဟုတ်ဘူးနော်သူတိုင်ကျင်တိုင်းမတိုင်ကျင်နေလေ VIP ဌာနကနေတိုက်ရိုက်လွှဲပေးလိုက်တာပဲဖုံးယုံက VIP ပြင်ပလူနာဌာနမှာတာဝန်ကျနေတာသူကိုယ်တိုင်လွှဲပေးတဲ့လူနာဆိုတော့အခြေအနေကတော်တော်ထူးခြားပုံရတယ်လူနာအထူးဆေးကုသခန်းထဲဝင်ပါရန်ဆရာလင်းကျွန်တော်နာမည်ကျိုးဝမ်ချမ်းပါပြသချင်တာကကျွန်တော်ဇနီးဖန်းရီဖန်းပါအမှန်တရားမျက်လုံးတားအိမ်နံရန်အနက်ပိုင်းမှာပုံတန်ထမ်းမမှန်တဲ့ဒါပုံစံသွေးကြောကုန်ရက်တဆူရှိနေတယ်တားအိမ်နံရန်အောက်ခြေနဲ့ကြွက်သားလွာအပေါ်ပိုင်းကြားမှာပုံကွယ်နေတာအကိုင်းခက်ဖျားပိုင်းနှစ်ပတ်သုံးပတ်မှာအပေါက်ငယ်လေးတွေချစ်ပေါ်နေတယ်ဒါကပဲသွေးယိုစိတ်နေရတဲ့အဓိကအရင်းမြစ်ပဲရှိဟိုဆေးရုံကပါမောက်ခတ်ချံမိရဌာနရဲ့ထိတ်တန်းအထူးကူ3ယောက်ထဲက1ယောက်ပေးခဲ့တဲ့ကုသနီကတော့တားအိမ်တစ်ခုလုံးထုတ်ပစ်ဖို့ပါပဲကျမဒီနှစ်မှ46နှစ်ရှိသေးတာပါဆရာလင်းရဲ့တားအိမ်ထုတ်ပစ်လို့ရပါတယ်ဒါပေမဲ့ခွဲစိတ်စစ်ဆေးတာခွဲနှစ်ကြာပြီးတန်းနဲ့ချီကုန်ခဲ့ပြီဘယ်သူမှအကြောင်းရင်းမရှာနိုင်လို့တားအိမ်ထုတ်ခိုင်းရတာလားမဖန်းဒီတစ်နှစ်ကျော်တွင်းမှာခါခါတီးတီးအိတ်ဆက်တန်ခံခဲ့ရဘူးတဲ့အတွေ့အကြုံရှိခဲ့ဘူးလားဆရာဘယ်လိုလုပ်တည်တာလဲကျမတို့မနစ်က7နှစ်လပိုင်းကုန်လောက်ကမြောက်ဦးရောဘကိုခီးထွက်ခဲ့တာပါဟိုမှာရေခဲပြင်ကန်နဲ့စောင်းရတီရေကူးတာရှိတယ်အဲလန်းညုံကအနည်းမရှိဘူးဆိုလို့9မိနစ်6မိနစ်လောက်ရေစိမ်ခဲ့တာရေပူချိန်က2ဒီဂရီ3ဒီဂရီလောက်ပဲရှိတာမဖန်းယောဂအကြောင်းရင်းကိုတွေးပြီးဟုတ်လားရှိဟိုဆေးရုံပြည်နယ်ဆေးရုံမြို့တော်ရဲ့အတော်ဆုံးအထူးကူတွေအကုန်စစ်တာတော့မတွေ့ခဲ့တာကိုဆရာကတားအိမ်နံရန်အတွင်းလွာကြွက်သားလွာနဲ့နီးတဲ့နေရာမှာအလွန်သေးငယ်တဲ့သွေးကြောပုံတန်ထမ်းမမှန်မှုဖြစ်နေတာပါအချင်း3မီလီမီတာကနေ4မီလီမီတာလောက်ပဲရှိတာပါရှုပ်ထွေးနေတဲ့သွေးကြောမြင့်လေးတွေကနံရန်ပါလုံးလို့အဖျားပိုင်းမှာအပေါက်ငယ်လေးတွေဖြစ်နေတာပါဒါကပဲသွေးယိုစိတ်နေတဲ့ပင်မရင်းမြစ်ပဲထွက်တဲ့ပမာဏမများပေမဲ့အယောင်ကရင့်နေတယ်ခဏမကြာခဏထွက်နေတာကအပေါက်သေးလုံးလို့သွေးထွက်နှုံးနေနေတာကြောင့်ပါခန္ဓာကိုယ်ရဲ့သွေးခဲစနစ်ကအပေါက်ကိုပိတ်ခါနီးချိန်မှာအေးဆက်တဲ့တန်းကြောင့်ဒေတန်နဲ့သွေးလဲပတ်မှုပြန်ခဲသွားပြီးပိတ်ထားတာပြန်ပွင့်သွားတာပါဒါပေမဲ့တားအိမ်မန်ပြောင်းနဲ့ရောအိုင်းစစ်တာရောအကုန်လုပ်ခဲ့တာပဲလေတားအိမ်မန်ပြောင်းကကန့်သက်ချက်ရှိတယ်ဒီပုံတန်ထမ်းမမှန်တဲ့သွေးကြောကကြမ်းကင်းကြွေပြားအောက်ကရေပိုက်ပေါက်နေတယ်လို့မျိုးမို့ကြမ်းကင်းပေါ်ကနေငုံကြည့်ုံနဲ့မမြင်နိုင်တာတဘာဝပါပဲဒါကြောင့်မို့လို့ကိုဒေါက်တာလင်းရှင်းလက်ရာကတကယ်ကိုမတူတာပဲမွေးရပါသွေးကြောမြင့်လေးတွေကပုံမှန်မဟုတ်ပဲရေအေးနဲ့ထိလိုက်တာနဲ့သွေးကြောနံရံပေါက်ထွက်သွားတာပါဒါဆိုတားအိမ်ထုတ်ပစ်ဖို့မလိုဘူးပေါ့နော်ထုတ်ပစ်ဖို့မလိုပါဘူးဝမ်းသာလိုက်တာလာပေါင်းများစွာစူးစမ်းခဲ့ရတာမြို့ကြီး3ခုဆေးရုံကြီး4ရုံနဲ့အထူးကူ6ရောက်တောင်ပြခဲ့ပေမဲ့တားအိမ်ထုတ်ရမယ်ကြီးပြောကြတာကုသမှုကိုအဆင့်နှစ်ခွဲထားပါတယ်ပထမအဆင့်ကတိုင်းရင်းစေးတောက်ရပါမယ်ရှင်ယောဂါကအေးပတ်တာကြောင့်ပါအေးမပြေရင်သွေးကြောပြန်ကောင်းဖို့ခက်ပါလိမ့်မယ်ဒုတိယအဆင့်ကတော့အစိုက်ကုသတာပါဒီနေ့တင်လှုပ်လို့ရပါတယ်စမ်းသက်ကုတင်ပေါ်လဲပြီးအင်ဂျီကိုချက်ထက်ထိမလိုက်ပါမစိုးရိမ်ပါနဲ့ကိုယုံကြည်မှုထားပါနောက်ဆိုဒေါက်တာလင်းကိုပဲယုံတော့မယ်တက်တောင့်တက်တာရှိသွားပြီဝမ်းပိုက်အောက်ပိုင်းကလေးပင်နေရဲ့ခံစားချက်ကြီးပျောက်သွားပြီတကယ်အံ့ရဖို့ကောင်းလိုက်တာထလို့ရပါပြီဖြည်းဖြည်းထားပါမနာတော့ဘူးတကယ်မနာတော့ဘူးဝမ်းသာလိုက်တာတကယ်အဆင်ပြေသွားပြီခုနှစ်ရက်ကြာရင်ပြန်ပြပါ
အတကြိမ်ထပ်ဆိုင်ပြီးသားအိမ်ကိုအားထျားဆောင်ပြန်ရိုက်ပါမယ်တပတ်တစ်ကြိမ်လာပြပါ၄ပတ်ကြာမှသွေးထွက်တာရက်သွားပြီးကြိုက်ခဲတာပျောက်သွားရင်လုံးဝတက်တာသွားပါပြီဒီလိုယာတို့အဆင့်ရှိသူရဲ့လိပ်စာကတ်ကိုရတာဒါပထမဆုံးမဟုတ်ပါဘူးဒါပေမဲ့ဒီလိပ်စာကတ်ကတော့အတိတ်ပဲအများကြီးရှိပါတယ်ဒေါက်တာလင်းအာနာစကားတွေမပြောတော့ပါဘူးမိမယောဂအတွက်နေရာဆုံးပြခဲ့ရင်မဲ့ခွဲစိတ်เสียမလိုဘူးလို့ပထမဆုံးပြောပေးရသူပါပဲဒါကကျွန်တော်တာဝန်ပါပဲဒါပေမဲ့ကျေးဇူးတရားကတော့ရှိနေသေးပါနန်ကျမ်းမှာအကူအညီလိုရင်ဒီဖုန်းနံပါတ်ကို24နာရီလုံးခေါ်လိုက်ပါမမဖန်းဆေးကြိုရဲ့အခါတတိထားပါဒီဆေးမြင့်မျိုးကပြင်းတာကြောင့်အစာအိမ်မအီမတာဖြစ်ရင်နှစ်ကရန်လောက်လျှော့ကြိုပါအစာအိမ်ရောင်တက်တဲ့ရာဇဝင်ရှိလို့ပါကျမမှာအစာအိမ်ယောဂရှိတာဘလို့သိတာလဲစကားပြောတဲ့အခါထွက်လာတဲ့အနံ့ကအစာအိမ်ချင်းပြန်ယောဂနဲ့ဘက်တီးရီးယားကြောင့်ပါမိရဲ့ယောဂတက်တာမှဒါကိုစက်ကူတာပေါ့တကယ်ဆရာဝန်ကောင်းပဲဒေါက်တာလင်းကျေးဇူးများကြီးတင်ပါတယ်ရပါတယ်ဆေးကိုမှန်တော့ပါဒေါက်တာလင်းနောက်တစ်ယောက်ကပုံမှန်ကိုဝင်ဆောင်စစ်ဆေးဖို့ပါဒါပေမဲ့အပြင်မှာလူတစ်ယောက်ခောက်တုံခောက်ပြန်လမ်းလျှောက်နေတယ်ဘယ်သူလဲကူမင်းသားရဲ့အတွင်းရေးမှူးပါကူမင်းသားပြန်သွားပေမဲ့အတွင်းရေးမှူးကကြံခဲ့ပြီးစောင့်နေတာပါစောင့်ပါစေကိုဝင်ဆောင်ကိုအရင်လွတ်လိုက်ပါစနစ်အကန့်ကြမရှင်းနှန်းပြီးစီးပါပြီကြော်စောမှုကြ800လက်ရှိစုစုပေါင်းကြော်စောမှု1830စနစ်အထူးဖြစ်ရစတင်ပါပြီတီးတန့်စုလာဖြစ်သောဖူချင်းကျူတိုင်းရင်းစေမီရဲ့ပညာနဲ့ထိုက်စုသွေးကြောစမ်းတက်နည်းတို့ကိုရရှိခဲ့ပါသည်ဒီသွေးကြောစမ်းတက်နည်းကကွယ်ပြောက်လိုနီးပါးဖြစ်နေတာယောဂတင်မကပဲခနာကိုယ်တွင်းပိုင်းပြဿနာတွေနဲ့ကိုယ်ဝန်ဆောင်စွန့်စားရမှုတွေကိုပါသိနိုင်တာပဲစာရိုရမမဟိုတယ်မှာစားပွဲဝိုင်းစင်းပေးထားတယ်လို့ကူမင်းသားကပြောပါတယ်ဒီမျိုးသမီးကကူမင်းသားနောက်ပါသွားပြီးကလေးကစာပြန်ရမယ့်အချိန်တွေနောက်ကျလာခဲ့တာပဲဒေါက်တာလင်းကိုဝန်ဆောင်ရောက်ပါပြီဝင်လာခိုင်းလိုက်ပါမင်္ဂလာပါဒေါက်တာကိုဝင်30နှစ်ပတ်ရှိပြီနော်စစ်ဆေးချက်တွေအကုန်ကောင်းပါတယ်နည်းနည်းသွေးအားနေတာကလွဲရင်ပုံမှန်ပါပဲ